မင်္ဂလာပါမနက်ဖြန်ခုနှစ်ရက်သားသမီးများအတွက်တရက်တာဆောင်းရရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ထင်းငေါ်ကြံ့ကြာနေတဲ့ကိစ္စများပြည်လည်ပြီးတော့ကောင်းသောအပြောင်းအလဲများနဲ့ကြုံတွေ့ရတဲ့နေမျိုးတွေဖြစ်ပါတယ်လက်လွန်နေတဲ့ငွေကြေးများပြန်ပြီးတော့ဝင်လာပါလိမ့်မယ်အခြေရေးမှာတော့တာယာနေပါလိမ့်မယ်ကိုလိုက်ရရန်တာရင်ဘတ်အောင်တာမျိုးတွေဖြစ်တတ်ပါတယ်တစ်လေးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အစိမ်းရောင်နဲ့အစိမ်းရင်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာလက်ဖက်ရည်ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းရခြင်းနာမည်ကောင်းရခြင်းများကြုံတွေ့ရပါမယ်အခြေရေးနဲ့အိမ်တော်ရေးမှာတော့စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ကြံစီထားသမျှအရာတွေကိုရဲတင်းနေတာလုပ်ပေးပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘိုင်းအောင်ပိုင်တာဖြစ်တတ်ပါတယ်လေးရှိပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာမုံလုံးကြီးပေါ်ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများအတွက်ယနေ့မှာတော့လူမျိုးကြားဘာသာကြားများရဲ့အကူအညီများရရှိပါလိမ့်မယ်ရွှေလက်ဝတ်ရတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော့ကများတတ်ပါတယ်တူတစ်ပါးရဲ့ကြောက်တွန်းခြင်းအထင်လွဲဆွဆွဲခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်ချစ်တူစီကနေပြီးတော့တရင်ကောင်ကြားပါမယ်တစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာလက်ဖက်တုပ်ကလို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဘာပဲလုပ်လို့နှစ်ကြိမ်နှစ်ခါလောက်ရတတ်ပါတယ်အဆူဆက်တူရှယ်ယာလုပ်ငန်းတွေမအောင်မြင်နိုင်သေးပါဘူးငွေအထွက်များနေတတ်ပါတယ်ခါမြက်ခါနာဖြစ်တတ်ပါတယ်ချစ်တူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်သုံးငါးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာစမူစာ၅ခုကတ်လို့ပူဇော်ပေးပါဂျာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့အလုတ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြေရှင်းရတတ်ပါတယ်ငွေကတော့စီတိုအပေါက်ရှာပြီးတော့ထွက်နေတတ်ပါတယ်အထက်လူကြီးအကြီးအကဲများအတွက်စိတ်ညစ်ရတတ်ပါတယ်ခေါင်းတချမ်းကိုက်တတ်ပါတယ်ချစ်သူရဲ့အထင်လွဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်ငါးရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ခရမ်းရောင်နဲ့ညိုမိုင်းတဲ့အရာဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာနှင်းစီပန်းကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများအတွက်ယနေ့မှာတော့သားသမီးလက်အောက်ငယ်သားတဦးအတွက်စိတ်တော့ကရောက်တတ်ပါတယ်အလုတ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောအပြောင်းအလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်အခြေရေးမှာတော့ဝေးလီကောင်းလိုမျိုးဖြစ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့နတ်ပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာပဲမုတ်3ခုကတ်လို့ပူဇော်ပေးပါစနေသားသမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရပါမယ်မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်အထက်လူကြီးအကြီးအကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်အလားအပရွှေရဲသနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်ဘိုင်းအောင်ဘိုင်းတာဖြစ်တတ်ပါတယ်ချစ်တူစီကနေပြီးတော့တရင်ကောင်ကြားတတ်ပါတယ်3-6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလိန်ပေါ်ရီကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ